ကဲမျိုးလို့ကြီးရွှေတောင်ကြီးကတော့ရွှေတောင်ကြီးပဲဗျတပတ်စာမွေးကတ်ကျွန်တော်တနေ့ကနေညကလေးကတင်ပေးထားတယ်ကျွန်တော်တပတ်စာမွေးကတ်အကုန်လုံးကိုထွက်ချသွားတော့ခင်ဗျာအပွင့်နေတနေ့ဟာနေမှတင်ကိုပဲအကုန်လုံးထွက်ချသွားတာပါကျွန်တော်ပြီးခဲ့တဲ့အခွေတင်းနဲ့6ခွန်ကလည်းပဲဝတ်တီထွက်သွားခဲ့တယ်လို့ဟူးမကျော်နှစ်ပတ်တီးလို့ပြီးခဲ့တာကလည်းပဲခွန်းနှစ်ဆိုပြီးတော့တဲဝင်သွားခဲ့ပါပြီမွေးငါးကွက်ထဲကခွန်းနှစ်ရဲ့90ရဲ့ဟောဒဲရီကိုထွက်ကုန်တာဗျို့အားလုံးပဲမင်္ဂလာပါကျွန်တော်တနင်္ဂနွေညကလေးကကြိုးပေးထားခဲ့တဲ့တပတ်စာကနန်းတွေအခြေအနေဘယ်လိုရှိကြလဲအောက်တဲ့သူတွေကိုမှန်မှလာကြွားပေးကြပါအောင်နော်တပတ်စာမွေးကရောအခွေ1နဲ့6ခွန်ရောခုမကျော်ပတ်တီးရဲ့ကခွန်းနှစ်ရောအကုန်ကိုတန်းစီထွက်သွားတာဗျာအထူးသဖြင့်ကတော့ငါးကွက်ထဲကမွေးငါးကွက်ထဲကခွန်းနှစ်နဲ့90ကတော့ဝဲသိမ်းရိုက်ချက်ပဲဗျို့ဒီလောက်မှန်နေမှတော့မနေ့ဖြန်အင်္ဂါနေ့အတွက်ကျွန်တော်ဘာထပ်ပေးမလဲဆိုလားပြီးကျင်နေကြပြီမလားကဲပြီးကျင်နေကြတဲ့သူကြီးအားလုံးကတော့ကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လေးနှိပ်ပြီးသွားကြပါအောင်နော်ကဲပြီးတော့အခုဗီဒီယိုလေးကိုလည်းပဲစုံအောင်ကြည့်ပေးကြပါအောင်ကျွန်တော်အနေနဲ့ဒီနေ့ထွက်စင်စီတော့ကိုကြည့်ရမယ်ဆိုရင်မနေ့ပိုင်းမှာခွန်3ညညနေခွန်2ဆိုပြီးထွက်ခဲ့တဲ့မူကြောင့်ဒီတစ်ပတ်ကတော့အမျိုးဆုံးကနန်းလာခွန်ဖြစ်မယ်ပေါ့နော်မနေ့ဖြန်အတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးကီးတွက်ရထားပြီးပါပြီမနေ့ဖြန်အတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးကီးကတော့ခွန်3ည5ကီးပါညာမိတ်ဆွေတို့ရဲ့ကြောက်ရပတ်သေးလေးနဲ့ကပ်ပြီးတော့ဆော့နိုင်ပါတယ်ခွန်3ည5ကီးစိတ်ကြိုက်အပိုင်းကိုင်းနိုင်ပါတယ်ညာကျွန်တော်အနေနဲ့ main ကွက်2ကွက်ကိုဒါမှမဟုတ် main ကွက်3ကွက်ကိုကျွန်တော်မနက်ကြီးမှာကျွန်တော် winning ထွက်လို့ခဏတွေ့ရတာနဲ့တင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ခဲ့ဖို့တော့လုံးဝမမေ့ပါနဲ့ကျွန်တော်မနေ့ကြီးကြရင်တော့ပုံလေးပဲတင်ပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ညိုးရီတိုင်းစီကနေပတ်စံသွားထုတ်လိုက်ကြအောင်ပြုတ်ကြုံလေးပဲပတ်စံသွားထုတ်လိုက်ပါအောင်မေ